Bio တွဲနဲ့ eco တွဲကိုဘယ်လိုအချက်တွေကြည့်ပြီးတော့ရွေးတင်တယ်လဲမင်္ဂလာပါ English Esther channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Esther က Bio ရွေးရမလား eco ရွေးရမလားဆိုပြီးတော့တူဝင်နေတဲ့မောင်လေးညီမလေးတွေအတွက်ဘယ်လိုဘာသာရပ်တွဲကိုရွေးရမလဲဆိုတာကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပါပဲကျောင်းသားတွေအများစုကအထက်တန်းရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ပြဿနာတွေကြုံတွေ့ရတဲ့အပိုင်းကတော့ဒီဘာသာရပ်ရွေးတဲ့အပိုင်းပဲဖြစ်ပါတယ်ကျောင်းသားအများစုကဘာသာရပ်ရွေးတဲ့အခါမှာဆိုရင်တချို့ကတငယ်ချင်းတွေနောက်လိုက်ပြီးရွေးကြတယ်တငယ်ချင်းကဒါရွေးလို့ကိုကဒါလိုက်ရွေးတယ်ဆိုတဲ့ပုံစံနောက်တစ်မျိုးကကြတော့လေမိဘရဲ့ဒါရွေးခိုင်းလို့ရွေးတယ်ဆိုတဲ့ပုံစံမျိုးရှိရပါတော့။ဒါကြောင့်မလို့ဘာသာရပ်ရွေးတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအရာတွေအဓိကထားမစဉ်းစားဘဲနဲ့ကိုယ့်ရဲ့ learning style ကိုယ့်ရဲ့သိယူနိုင်မှုပုံစံကဘယ်လိုပုံစံမျိုးကိုသိယူနိုင်တာလဲပြီးတော့ကိုယ့်ရဲ့ future plan အနာဂတ် plan မှာဘာတွေလုပ်ဖို့ရှိလဲဆိုတဲ့အချက်တွေကိုအဓိကထားစဉ်းစားသင့်ပါတယ်။ဆိုတော့ bio ဆိုတာကဘယ်လိုဘာသာရပ်မျိုးလဲ bio ဆိုတာကလူခန္ဓာကိုယ်အကြောင်းနေဆဲအကြောင်းနေအပင်အကြောင်းနေပြီးတော့ organ အကြောင်းတွေကိုတင်ရတဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ bio မှာကပုံနေများတယ် scientific terms တွေသိပ္ပံနာမည်တွေအဲ့ဒါတွေလည်းများတယ်။စရေးနိုင်တဲ့သူဆိုမှအဆင်ပြေပါမယ်ပြီးတော့ memorization အားကောင်းမှုလည်းလိုအပ်ပါတယ်။ bio မှာက diagram နဲ့ level တွေလည်းပါတယ်။ဒါဆိုရင် bio ကိုဘယ်လိုလူမျိုးရွေးတင်တာလဲ။ကိုတော့ medical phase ကိုစိတ်ဝင်စားတယ်။ဥပမာ doctor တို့ nurse တို့ pharmacy တို့ဒီလိုမျိုးအပိုင်းတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ bio ကိုရွေးတင်ပါတယ်။ပြီးတော့ကိုကပုံဆွဲရတာကြိုက်တဲ့သူလိမ့်လိုမှစာချက်နိုင်တဲ့သူဆိုလို့ရှိရင်တော့ဘိုင်းကိုရွေးတင်ပါတယ်နောက်တဲ့ဘာသာတစ်ခုဖြစ်တဲ့ eco မှာဆိုလို့ရှိရင်တော့ငွေထုံးငွေအကြောင်းနေသိရမယ်ဈေးကွက်အကြောင်းနေသိရမယ်စီးပွားရေးအကြောင်းနေသိရမယ်သူ့မှာကကြတော့ theory ရှင်းလင်းချက်ပြီးတော့များတယ်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာရှိတဲ့အဖြစ်အပျက်တွေနဲ့လည်းပို့ပြီးတော့ဆက်ဆက်နေတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဝယ်လူအားရောင်းလူအားဒီ theory တွေရှိပါတယ် eco ကိုဘယ်လိုလူတွေရွေးတင်လဲဆိုလို့ရှိရင်စီးပွားရေးပတ်ချမ်းကိုသဘောကျတဲ့သူတွေ analyze လုပ်ရတာကိုကြိုက်တဲ့သူတွေ concept တွေဖတ်ရတာကိုကြိုက်တဲ့သူတွေရွေးချယ်တင်ပါ ego ရဲ့အားသာချက်ကတော့ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ဆက်ဆက်နေရပါဒါပေမဲ့ ego ကိုမြန်မာစာဆိုပြီးတော့ထင်မသေးပါနဲ့ Esther ဆိုရင်ဘာအောင်တပုတ်ချက်နိုင်ပေမဲ့ကိုတပုတ်ကိုချက်ဖို့အတွက်တော်တော်လေးကိုတိုင်ပတ်ပါတယ်အကြောင်းရင်းကတော့တချို့ ego တွေမှာဆိုလို့ရှိရင်ဒီဘာသာပြန်ထားတဲ့အရာတွေဖြစ်တဲ့ကြောင့်မို့လို့ကိုယ့်ရဲ့မြန်မာစကားဆိုရင်တော့မြန်မာလိုဖတ်ရင်လည်းလဲနေတတ်ပါတယ်ဒါကြောင့်မို့လို့မြန်မာအသုံးအနှုန်းဆိုရင်တော့ confuse ဖြစ်တတ်ပါတယ်ပြီးတော့ ego တွဲယူတဲ့သူတွေကကျတော့ bio တွဲကိုပေါင်းဆက်ဘာသာနည်းနဲ့မတင်ရပါဘူးဒါပေမဲ့ဘာုံတွဲယူရတဲ့သူတွေကတော့ဒီ eco တွဲကို carry the mic ပေါ့ကဒီပေါင်းစည်းဘာသာအနေနဲ့ပြန်ပြီးတော့တင်ယူရပါတယ် concept တွေနားမလည်ခက်တတ်ပါတယ်ပြီးတော့သူ့မှာကတက်စာရင်းနဲ့ပုံဆွဲရတဲ့အရာတွေလည်းပါပါတယ်တငယ်ချင်းတွေက eco မှာက theory တွေဖတ်ရတာပြင်မဲ့နေလို့ပြောကြပေမဲ့သူတို့တွေက concept တွေနားလည်သွားတဲ့အခါမှာဆိုရင်လွယ်သွားတယ်လို့ပြောကြပါတယ်ပြီးတော့ကိုကဖက်စာအားသက်နေဆိုလို့ရှိရင် eco ကတကယ်ကိုရွေးချယ်တင်ဆုံးဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင် bio နဲ့ eco ကိုရွေးချယ်ရမယ့်အချက်ကလေးတွေကိုသိရှိလောက်ပြီးထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေအတွက်လည်း follow လုပ်ထားခဲ့ဖို့မမေ့ပါနဲ့